များလုံးပဲမင်္ဂလာခင်ဗျအခုဆိုရင်ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာဒေဝကော်ဒေးလက်ဖတာကဒီနေ့ထဲမှာသူပွဲထိုးရှိနေပြီဆိုတဲ့အကြောင်းထုတ်ပြောလိုက်ဖြစ်ပါတယ်ဒေဝကော်ဒေးလက်ဖတာကဒီနေ့ထဲမှာပွဲထိုးဖို့အတွက်သူ့ဘက်ကဖိုက်တာ2ယောက်နဲ့ဆွေးနွေးမှုတွေစတင်နေပြီဆိုတာကိုအသိပေးလိုက်ဖြစ်ပါတယ်သူရဲ့ Facebook page မှာအသိပေးထားတာပါဒေးလက်ဖတာကော်ဒေဝဟာအစောပိုင်းကရာမန်နဲ့စိန်ခေါ်ပွဲထိုးတော့မယ်လို့သတင်းတွေထွက်ခဲ့တယ်အဲ့ဒီနောက်မှာတော့အီရန်ဖိုက်တာမော်ဒေဇာနဲ့သတင်းတွေထပ်ထွက်လာတယ်။အခုတော့ဒီလက်ဖတာကသူဟာ2ယောက်လုံးနဲ့ဆွေးနွေးနေပြီလို့အသိပေးလိုက်တယ်။ဒီတော့ agreement ဘယ်လိုရမလဲပေါ့။ agreement ရလို့နဲ့သူပွဲထိုးဖို့ရှိတယ်ဆိုတဲ့သဘောဖြစ်လာပါတယ်ဗျ။ဒီနေ့ထဲမှာပွဲထိုးမယ်ဆိုတော့တကယ်တမ်းအခွင့်အလမ်းကောင်းရင်တော့တိတ်မကြခင်မှာဒေဝရဲ့ပွဲကိုကြည့်ရနိုင်တော့တယ်။သူပြောထားတဲ့အနေထားအရတော့သူဟာမြန်မာနိုင်ငံမှာပွဲထိုးခြင်းစိတ်ရှိနေပုံရပါတယ်ဗျ။သူပြောထားတာကဒီနေ့ထဲမှာရာမန်ရဲ့အခုကမ္ဘောဒီးယားမှာနေတဲ့အီရန်ဖိုက်တာရဲ့နဲ့ရှင်ပြိုင်မှုဆွေးနွေးနေပါတယ်။ဘယ်သူနဲ့အရင်ရှင်ပြိုင်တာမြင်ကြပါသလဲ။မြန်မာနိုင်ငံကိုကျွန်တော်ပြန်လာပြီးပြည်သက်တွေနဲ့လည်းအမြန်ဆုံးတွေ့ဆုံခြင်းနေပါပြီ။ခုလိုကျွန်တော်ရဲ့လက်ကျင်အစီအစဉ်တွေကိုကူညီပံ့ပိုးပေးတဲ့ကျွန်တော်ရဲ့စပွန်ဆာကိုလည်းကျေးဇူးအထူးတင်ပါတယ်ဆိုပြီးတော့ဒေဝကပြောထားတယ်ဗျ။ဒေဝကပွဲဆက်ပြတ်နေရလဲကြာပြီ။ပြည်သက်တွေကလည်းသူ့ပွဲကိုကြည့်ချင်ကြတယ်။တချို့ဆိုရင်1 championship ကိုလာပြီးထိုးဖို့ဒီဒေဝကိုခေါ်ကြတာရှိတယ်။ဒါပေမဲ့1 championship နဲ့ပတ်သက်ပြီးဒေဝပြောဘူးတာကတော့သူဟာအချက်လက်ဆွေးနွေးမှုတွေအဆင်မပြေခဲ့ဘူး။အဲကြောင့်1 championship ကိုမလာနိုင်ခဲ့ဘူးလို့ပြောထားတယ်ဗျ။အဲ့တော့ရာမန်နဲ့မော်ဒေဇာ2ယောက်ရှိတဲ့အထက်မှာမြန်မာဖိုက်တာတွေကတော့ဒေဝကိုမော်ဒေဇာနဲ့ပို့ပြီးထိုးစေချင်တာမြင်တွေ့ရတယ်။သူ့အောက်ကမတ်နေမှာလဲမော်ဒေဇာနဲ့ပဲထိုးပါဆိုပြီးတော့အကြံပေးနေကြတယ်ဗျ။ဒေဂျာတစ်ခုကတော့ဒေဝဟာဆွေးနွေးမှုတွေအောင်မြင်ခဲ့ရင်ဒီနေ့ထဲမှာပွဲထိုးပါတော့မယ်ဒေဝကိုဘယ်သူနဲ့ပွဲဖြစ်စေခြင်းတလဲဒေဝဟာအရင်ကလိုလက်စွမ်းမျိုးထုတ်ပြနိုင်အောင်မလားဆိုတာပြည်သက်တွေကိုလည်းဆွေးနွေးစေချင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ